Hello အလိုက်မိုးရှင်မှာ animation လုပ်တဲ့အခါပဲဖြစ်ဖြစ် move လုပ်တဲ့အခါပဲဖြစ်တောက်တောင်ကြီးဖြစ်နေတယ်။ဒါတွေကိုဖြည့်ရှင်းပြီးတော့ကိုယ့် processor editor တယောက်ဖြစ်သွားစေတာတော့ graph ပါ။ Okay graph ဆိုတာပါလေကျွန်တော် object တစ်ခုရဲ့နှေးတာမြန်တာအစရှိတဲ့ကျွန်တော်တို့ speed ကိုပြောတာပါ။ keyframe တစ်ခုကြားတဲ့ speed ကိုထိန်းချုပ်တဲ့အရာလို့လည်းဆိုနိုင်ပါတယ်။အလိုက်မိုးရှင်မှာအဓိက graph 3မျိုးရှိပါတယ်။ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီ3မျိုးရဲ့အလုပ်လုပ်ပုံကိုမြန်မာလိုပဲရှင်းပြတော့ပြပါမယ်။ ease outကျွန်တော်ဒီ graph ကိုတော့ object တစ်ခုစမှမြန်ပြီးနောက်ဆုံးမှနှေးသွားတဲ့နေရာမှာအသုံးပြုပါတယ်ကျွန်တော် object တစ်ခုကပုံမှန်သွားနေရနေနှေးသွားတဲ့ပုံစံမျိုးတွေမှာအသုံးပြုလို့ရှိပါတယ် ease in ကျွန်တော်ဒီ graph ကိုတော့အရာဝတ္ထုတစ်ခုကအစမှနှေးပြီးနောက်ဆုံးမှမြန်သွားတဲ့နေရာတွေမှာအသုံးပြုပါတယ် object တစ်ခုစပြီးတော့ထွက်တဲ့နေရာလှုပ်ရှားတဲ့နေရာတွေမှာအများဆုံးအသုံးပြုလို့ရှိပါတယ် ease in and outကျွန်တော်ဒီ graph ကိုတော့အရာဝတ္ထုတစ်ခုကအစနဲ့အဆုံးမှာနှေးပြီးအလယ်မှာမြန်တဲ့နေရာတွေမှာအသုံးပြုပါတယ်ဒီ graph က smooth ဖြစ်တာကြောင့်မလို့နေရာတော်တော်များများမှာလည်းအသုံးပြုလို့ရှိပါတယ်Okay graph ကိုဘယ်လိုသုံးရမလဲကျွန်တော် layer တစ်ခုမှာ keyframe နှစ်ခုချပြီးဆိုရင် cursor ကိုကျွန်တော် keyframe နှစ်ခုရဲ့အလယ်မှာထားလိုက်ပါပြီးရင်ကျွန်တော် graph ထဲဝင်လိုက်မယ်ဆိုရင်ဒီလိုမျိုးပေါ်လာပါလိမ့်မယ်အဲ့လိုပေါ်လာရင်ဆိုရင်ကျွန်တော်ရှေ့မှာတင်ပြခဲ့တဲ့လိုပဲ graph တွေကိုညှိပြီးသုံးပြရမှာပဲ graph မြင်းချောင်းတွေက map လေးပိုပြီးမြန်နေဖြစ်တာကြောင့်မလို့နှေးကျင်နေဆိုတော့ကျွန်တော် graph မြင်းချောင်းလေးတွေကိုပြသုံးတာပိုအဆင်ပြေပါလိမ့်မယ်ကျွန်တော်တို့ keyframe နေတယ်မဟုတ်ဘဲနဲ့ graph တွေကိုလည်းတေချာအသုံးပြုမှာဆိုရင်တင်းရဲ့ video ကတိတိတတ်တာ smooth ဖြစ်လာပါလိမ့်မယ်တို့တို့သိကျင်တဲ့ຢာတွေလည်းကျွန်တော် video လေးနဲ့ထပ်လုပ်ပေးဖို့ရှိရကြောင်းမလို့သိကျင်တာလေးတွေကို comment မှာ မှန်းခဲ့ပေးလို့ရပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ video လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe နဲ့ဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့စေချင်ပါတယ်အားလုံးပဲနောက် video မှာပြန်တွေ့ကြမယ် bye bye